အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာပြောပြမယ့်သင်ခန်းစာလေးကဒီ Microsoft Office Word ထဲမှာပေါ့နော် Insert tab ထဲကမှာကျွန်တော်တို့ဒီ Smart R နဲ့ Chat လေးတွေပေါ့နော်ဒီ graph လေးတွေထည့်တာလေးတွေကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီမှာ Microsoft Office ပေါ့နော် Word ကိုကျွန်တော်ကြိုပြီးယူထားတယ်ဖွင့်ထားတယ်ပေါ့နော်ပြီးကျွန်တော်ဒီအောက်ကအလွတ်တနေရာမှာကျွန်တော်တို့ထည့်မယ်ဒါကဘာနဲ့အလားတန်တူလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Microsoft Office Word ပေါ့နော်ဒီ insert တွေကကျွန်တော်တို့ Word ထည့်တာတွေ dashboard ထည့်တာဒီနဲ့အတူတူပဲဒီမှာ shape တွေဆွဲသလိုပေါ့နော်ဟုတ်ပြီအဲ့ shape တွေဆွဲသလိုတွေကနေမှာကျွန်တော်တို့ဒီမှာဒီ shape เนาะ illustration ပေါ့ဒီ installation group တွေကနေမှာကျွန်တော်တို့ smart art chart တွေဆိုတာပါဒီ chart ကတော့ကျွန်တော်တို့တကယ်ကြ Excel မှာသုံးတဲ့ပုံစံနဲ့တူပါတယ်ဒါပေမဲ့ဒီထဲမှာ Excel မှာတော့ဆွဲကြလို့ပဲတချို့ data အတူလေးတွေဆိုရင်ကျွန်တော်ဒီထဲမှာလည်း Word ထဲမှာဆွဲလိုက်လို့လည်းရတယ်ပေါ့နော်ဒါရတယ်ဒါနဲ့များသောအားဖြင့်တော့ Excel မှာပဲဆွဲကြပါလေ Excel မှာဆွဲပြီးမှဒီ Word ထဲမှာကိုယ့်ရဲ့စာလေးဒီ thesis အစရှိတဲ့ပြန်ပေါ့နော်အဲ့မလိုအပ်တဲ့နေရာမှာလာပြီးတော့ထည့်ကြတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုကျွန်တော် chart ကိုယူလိုက်မယ်ဒီ chart ကိုနှိပ်လိုက်တာနဲ့ဒီ insert tab ရောက်ထားပြီ chart ကိုနှိပ်လိုက်တာကျွန်တော်ဒီမှာရှိတယ်နော်သူ့ရဲ့ဒါ template ကျွန်တော်ဒီမှာတော့ယူထားတာမရှိဘူးဒီမှာ column ဆွဲတဲ့ပုံစံလေး 3D ပုံစံဆွဲမယ်ဆိုဒီကောင်လေးကိုယူမယ်ဒါကနမူနာထည့်ထားပြီးသားပေါ့နော်ဒီမှာဆို line ဆိုလည်းအဲ့လိုပဲ line ကိုကျွန်တော်ပုံစံမျိုးစုံနဲ့ပြလို့ရမယ်ဒါဆိုပိုင်ချက်ပေါ့နော်ပိုင်ချက်မှာလည်းသူ့ရဲ့ဟာလေးတွေပြလို့ရတယ်ဒါကဘာနဲ့သလားဆိုတော့ Excel မှာလည်းကျွန်တော်သုံးလို့ရတယ်တူပါဒါဆို X1 scatter မှာကျွန်တော်ဒီပုံစံဆွဲကျင်တာဘယ်ပုံစံဆွဲကျင်လဲဒီပုံစံဆွဲမလားနော်ဒါက line ထဲမှာလည်းဒီပုံစံလေးတွေပါတယ်နော် X1 ကတော့ stock ဈေးကွက်ပုံစံဆွဲကျင်တယ်ဆိုတော့ဒီပုံစံလေးတွေရှိတယ်ပေါ့နော်ဒါ surface ပုံစံဆွဲကျင်ရင်လည်းဒီမှာသွားပြီးတော့ယူလို့ရပါတယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီထဲမှာဒါကအတူတူပဲပေါ့နော်ဒီ function ကတော့ကျွန်တော်တို့ကဒီ CD1 2 3ပဲနှစ်ခုပြောရမှာဆိုရင်ဒါပဲ exit သုံးတဲ့အခါမျိုးတွေမှာသုံးတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒါတွေကိုတော့ကျွန်တော်ပြောမှာကကျွန်တော်ဒီပေါင်းပေါင်းကုန်တာတင်တဲ့ကနေပြောမှာဒီ exit တင်တဲ့သင်ခန်းစာမှာဒါတွေကိုသိသိထပ်ပြီးပြောဒါပေမဲ့ကျွန်တော်ကဒီ word မှာကျတော့ဒါလေးတွေထည့်လို့ရတယ်ဆိုတော့အရင်ဆုံးပြောချင်တာပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်ဒီက file လေးတစ်ခုယူလိုက်တယ်နော်ကိုကြိုက်တဲ့ design လေးတစ်ခုရွေးလိုက်တယ် okay နှိပ်လိုက်တယ်ပေါ့နော်ဝင်နေတယ်ဒါက Microsoft Office Word ထဲမှာကျွန်တော်ဆွဲပြီးသားရလာနော်အဲ့ရလာဆိုတော့ဒီမှာ Excel file ပုံစံနဲ့ဒီမှာ chart Excel ဆိုတခါလဲပေါ်လာတယ်ပေါ့နော်အဲ့ကိုကဆွဲကျင်တဲ့ဟာတချို့ကတူတူလေးဆိုဒီထဲမှာလည်း x value y value ကိုပြောင်းပေးလိုက်ပြီးကျွန်တော်တို့ဇာတ်ပုံစံပြောင်းသွားလို့ရတယ်နော်ဒါလေးဒါဆိုဒါကျွန်တော်ဒါမလို့တော့ဒီပုံစံလေးပဲထားမှကျွန်တော်ပိတ်လိုက်မယ်ဒီမှာပြင်ကျင်နေဆိုဒီမှာသွားပြင်ပေါ့နော်ပိတ်လိုက်ပြီးဟုတ်ဒါဆိုကျွန်တော်သူ့ရဲ့ဒီ graph design ပုံစံလေးကိုကျွန်တော်တို့ကစိတ်ကြပြင်လို့ရပါတယ်နော်စိတ်ကြပြင်လို့ရဆိုဒီမှာသိမယ်ဒီလိုအကောင်လေးယူလိုက်တာနဲ့ကျွန်တော်ဒီမှာ design ရဲ့ format ဆိုပြီး chap 2ဆိုပြီးတော့ထပ်ပြီးထွက်လာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာအခြားလွတ်တဲ့နေရာမှာထောက်လိုက်ရင်အဲ့ကောင်ကြီးကပေါ်မှာမဟုတ်ဘူးဒီပေါ်ကိုသွားပြီးထောက်လိုက်မှသာနေကျွန်တော်တို့ကဒီမှာ chart 2ဆို design ရဲ့ format ပေါ့နော် design ထဲမှာကျတော့ကျွန်တော်ဘာလို့ရှိလဲဆိုတော့ဒီမှာကိုလုတ်ချင်တဲ့ design ပုံစံလေးကိုကျွန်တော်ဒီကနေပြောင်းလိုက်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီဘက်မှာပေါ်ဒီလိုဆွဲလိုက်ပြီးသူ့ကိုထောက်လိုက်ဆိုဒီကောင်လေးကပေါ်လာဟုတ်နော်ဒါဆို element ဒါဆို exit title ထဲမှာလားနော် exit title ထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာထည့်လို့ရပါဒီမှာဆိုရင်အစာမပေါ်ဘူး exit title မှာထောက်လိုက်တာနဲ့ဒီမှာ exit title ထဲမှာလားအဲဒီမှာ exit title တွေထည့်လို့ရမယ်ဒါဆိုရင်ဒီကဘာလဲပေါ့နော်ဒီမှာကျွန်တော်တို့ time တို့ဒါမျိုးတွေထည့်လို့ရတယ်နောက်တစ်ခါ data level ထည့်ရင်ဒီကောင်လေးကို click ပါလို့ရလဲဆိုရင်ပေးရဒါဆို data level ကိုဆွဲထား data level လေးပါလုပ်ပေးနေပေါ်ပြဒါ error bar ဆိုတာ error ဘယ်လောက်ရှိလဲပေါ့နော်ဆွဲထားတဲ့ဟာကိုကြည့်နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ legend value တန်ဖိုးလေးဒီဘက်မှာထည့်ပေးတာလေးပေါ်လာတယ်နော်ဒါလေးကိုကျွန်တော်ပြောပြခြင်းဖြစ်ပါဒါကတကယ်ဆွဲမယ်ဆိုရင်ကျွန်တော်တို့က Excel ထဲမှာဆွဲတာအကောင်းဆုံးပါဒီမှာလဲဒါနဲ့ဆွဲလို့ရတယ်သူ့ကိုယူလိုက်တာနဲ့ခုနလိုပေါ်လာပါတော့ဒါကကြတော့ကျွန်တော်ဒီမှာသူ့ရဲ့ style နဲ့ color တွေပြောင်းခြင်းပြောင်းလဲလို့ရဒီကနေပဲယူလိုက်တာပေါ့နော်ခုနလိုယူတာမဟုတ်ဘဲနဲ့ဟုတ်လားအဲသူ့ရဲ့ style တွေပါဒါကတော့ data filter လောက်တာပေါ့နော်ဟုတ်ဒါဆိုရင်ဒီ insert ထဲကကျွန်တော်တို့ဒီပေါ့နော် chat user လေးကိုသဘောပေါက်မှလို့ထင်ပါတယ်နော်အဲ့တော့ဒါလေးတွေယူကြည့်ပါကျွန်တော်ကဒီမှာပြောပြပေးနေတာဆိုတာကကျွန်တော်ရဲ့သင်ခန်းစာ project တခုကျွန်တော်လုပ်ပြနေတာမဟုတ်ဘူးဒါနဲ့ဒီ tool တွေကဒီလိုသုံးလို့ရတယ်ဆိုတာကိုကျွန်တော်ကပြောပြပေးနေတာဖြစ်တယ်အဲ့တော့ကိုသုံးရမယ့်အနေထားကို tool တွေကိုသုံးရတဲ့ဟာလေးကိုသိပြီဆိုရင်ကိုသုံးတဲ့ပုံမှာမူတည်ပြီးတော့ကိုဉာဏ်ရှိတယ်လို့လိုက်ပြီးတော့အသုံးချလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီမှာဒါ chat ယူတဲ့ဟာလေးဒါဆိုရင် chat ယူတဲ့တစ်ခုတစ်ခေါက်အသစ်ပြန်ယူပြမယ် chat ကိုတော့ insert ထဲကိုသွားမယ် chat ကိုနှိပ်တယ်ပြီးတော့မှကိုလိုချင်တဲ့ဟာဒီမှာရှိရနော်ဒီထဲမှာကြိုက်တာတစ်ခုကိုရွေးပါဒီပုံစံသွားခြင်းဒီပုံစံသွားခြင်းလားဒါမှမဟုတ်ဒီဟာတွေသွားခြင်းလားကိုကြိုက်တဲ့ဟာတစ်ခုကိုရွေးပြီးရင် okay နှိပ်လိုက်တာနဲ့သူက
ခြားပုံစံတစ်ခုဒီမှာဖြစ်လာပေါ်လာမယ်ဒီမှာလည်းသူကနာမည်ပြောပြထားတာဒါဆို CD1 အနေနဲ့ကျွန်တော်ပြောပြထားတာပေါ့နော်ဒီဟာလေးကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့က chat ယူလာလေးကိုတော့ယူတတ်ပြီးတော့ကျွန်တော်ထင်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာ insert တွေကလည်း smart art ပေါ့နော် smart art ဆိုတာဘာလဲကျွန်တော်တို့ဒီမှာပြောရမယ်ဆိုလို့ရှင်ဒါ shape နဲ့ကျွန်တော်တို့ flow chart တွေဆွဲတာမျိုးတွေနောက်တစ်ခါ company လုပ်ငန်းတွေမှာဟို presentation ပေးတဲ့အခါမျိုးတွေမှာသုံးလို့ရတယ်နော်အဲ့ဒီမှာဆွဲတဲ့ပုံလေးကိုကိုယ့်ရဲ့ဒီစာအုပ်ထဲမှာဆွဲဒီမှာသူလည်းခုန chart နဲ့အတူတူပဲဒီ insert တွေကိုသွားမယ် smart art လေးကိုနှိပ်လိုက်မှာဆိုဒီမှာသူ့မှာရွေးလို့ရတဲ့ theme တွေအများကြီးပဲဒီမှာ all ဆိုတာကတော့သူ့မှာရှိသမျှဟာတွေအများကြီးပေါ့နော်အဲ့ all ကြီးကကြားတယ်ဗျာကျွန်တော်တို့ဒီမှာသူ့မှာတစ်ခုချင်းအဲ့ all ဆိုဒီမှာထပ်ပြီးခွဲပြတာ list ဆိုရင် list ပေါ့နော်ဒါ list စင်းပုံစံနဲ့ပြဘယ်ပုံစံကိုပြချင်လဲဒါဒီလိုတွေထပ်တိုးမှာလားနော်ဟုတ်ပြီဒါဆိုရင်ဒီမှာသူ့ရဲ့ပုံစံတွေအများကြီးပဲရှိတယ်ဒါဆိုဒီမှာ list တွေကျွန်တော်ရှင်းပြမယ်နော်ဒါ process ဆိုရင် process ဖြစ်စဉ်တွေကိုကျွန်တော်ပြောချင်တဲ့အခါမှာဒီ PowerPoint slide ထိုးတဲ့အခါမျိုးတွေမှာဒါမျိုးတွေပြောကြတာတွေအများကြီးပဲရှိတယ်ဘယ်လိုပုံစံတွေသွားချင်လဲနော်ဒီပုံစံလေးနဲ့ပြမယ်ကိုကြိုက်တဲ့ပုံစံတစ်ခုကလို့ယူလိုက်ရုံပဲဗျဟုတ်ပြီဒါဆိုကျွန်တော်ဒီကနမူနာတစ်ခုယူကြည့်မယ်ကျွန်တော်ဒါဆိုဒီ process ထဲကနေကျွန်တော်ဒီကောင်လေးကိုယူလိုက်မယ်ပေါ့နော်ဒါဆို process တစ်ခုကိုကျွန်တော်ယူလိုက်ပြီနှိပ်လိုက်တယ်ဆိုဒီလိုပေါ်လာပေါ်လာရင်ခုနတူတူပဲဒီမှာသူ့ကိုထောက်ထားကျွန်တော်ဒီမှာ smart art 2ဆိုပြီး design ရဲ့ format ဆိုနှစ်မျိုးရှိဒါကဒီပုံကိုကျွန်တော်ယူခါစားမလို့ပေါ်လာတာအပြင်မှာတစ်ချက်တည်းနဲ့တော့ထောက်တော့ဒီကောင်ကပေါ်မှာမဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာသွားပြီးထောက်လိုက်တာ ਨੇ design ရဲ့ format ဆိုပြီးတော့ဒီမှာ smart 2ဆိုနောက်ထပ်တစ်ခုဒီမှာ2လေးတစ်ခုသွားလို့တက်လာနော်ဒါဆိုကျွန်တော်ဒီမှာ design လေးကိုအရင်သွားကြည့်မယ်ဗျ design လေးကိုအရင်သွားကြည့်တော့ကျွန်တော်တို့ကဒီမှာပြောချင်တာဒီဒါကတော့ကိုရေးချင်တဲ့စာလေးတွေအစင်းနဲ့မလုပ်ရရေးလို့ရတာပေါ့နော်ကျွန်တော်တို့က design လေးကိုရောက်ပြီဆိုတော့ဒါရေးလို့ရသွားပြီရေးလို့ရသွားပြီဆိုတော့ဒီမှာဒီများလေးမှာစာရေးမယ်ပေါ့နော်စာရေးမယ်ဆိုကိုကြိုက်တဲ့ဟာတစ်ခုရေးလို့ရတယ်ဒီမှာဒါရေးလိုက်ပြီဒီ text မှာလည်းဒီမှာရေးတယ်ဒီမှာလည်းဘာဖြစ်လဲရေးတယ်ဟုတ်ပြီဒါဆိုဒါကျမတို့ကအများကြီးပဲကျွန်တော်တို့ကျမတို့အများကြီးပဲဒီလိုတစ်ခုတည်းမရအောင်ဒါဆိုရင်ကျွန်တော်ဒီမှာဒီ shape လေးကိုတိုးကျင်တယ်ဆိုတိုးလို့ရတယ်နော်အဲ့တော့ကိုတိုးကျင်တဲ့ shape မှာကျွန်တော်တို့ဘာသွားလုပ်အောင်လဲဆိုလို့ရှိရင်နော်ဒီမှာ select လေးသွားထောက်လိုက် select ထောက်တယ်ဆိုဒီပုံစံပေါ်လာဒါဆိုဒီမှာ S shape အဲ့ shape ဒီကောင်ရဲ့ပြီးမှလား before မတိုင်ခင်လားပြီးမှလားဗောနော်ဒါဆို before ဆိုရင်ဒီမှာထပ်ပြီးထည့်လိုက်တယ်ဒါဆိုရင်ဒီမှာဒီကောင်လေးမှာသွားပြီးတော့1လာပြီဗောနော်အဲ့ shape မှာကျွန်တော်တို့ကဒီကောင်ကိုသွားထောက်တယ်ဒီမှာကြည့်ထပ်ပြီးပါဖြစ်လာတိုးလာနော်ဒါမျိုးလေးတွေကျွန်တော်တို့ကရှိတယ်အဲ့တော့ဒီမှာ add bullet number ထည့်ခြင်းနဲ့ဒီမှာထည့်လို့ရတယ်နော်ဒါဆိုဒီကောင်အတွက်ဆိုရင်ကျွန်တော်ဒီကောင်ရဲ့ဒီကောင် before မလုပ်တော့ after ပေါ့ဒီကောင်မတိုင်ခင်မှာဘာယူလဲဒီလိုလေးတွေပေါ့ဒါဆိုမြားလေးတွေဒီမြားလေးတွေမှာလည်းသူကဒီလိုလေးထပ်ပြီးတော့ဘာဖြစ်သွားမလဲတိုးသွားမှာဒါဆိုဒီကောင်ပြီးတော့ before ကိုယူမယ် S shape ဘလို့ပေါ့ဒီဒါဆိုဒီဘက်မှာလည်းတိုးတယ်ဒီကနေသွားပြီးဘာလို့ကြည့်လို့ရဆိုကျွန်တော်ယူလို့ရတယ်မျိုးစုံလုပ်ကြည့်လို့ရတယ်နော်ဒါမှမဟုတ်ဒီ design တွေမကြိုက်ဘူး color တွေဒီကောင်ကို change တစ်ခုချင်း change ကျင်လဲရတယ်တက်ကြဘဲကိုပြန်တော့ format ထဲကိုသွားမှာ format ထဲမှာကို change ကျင်တဲ့ဟာတစ်ခုကိုဘာလို့လိုက်မလဲဆို select မှတ်လိုက်ဟိုဒီမြားအရောင်လေးကိုဟိုကျွန်တော် change မယ်ဒါမြားလေးကိုကျွန်တော်ဘာလို့လိုက် select မှတ်လိုက်ပြီနော်ဒီမှာမြားလေးကို select မှတ်လိုက်မြားလေးနဲ့မတော့ထောက်တယ်ပြီးရင် shape fade တွေကနေကျွန်တော်ဒီမှာအရောင်တစ်ခုကိုပြောင်းကျွန်တော် sorry မြားကိုမမှတ်ဘူးသူ့ရဲ့ဒီ height တစ်လျှောက်လုံးကြီးကိုကျွန်တော်ဘာဖြစ်လဲ select မှတ်ပြီးသားဖြစ်သွားတာနော်အဲ့တော့ဒီတစ်ခုချင်းသွားပြီးတော့ကျွန်တော်ဘာလို့ရဆိုရင် change လို့ရတယ်ဟုတ်ပြီဒါဆိုရင်ဒါကဒီပုံစံကိုပြတာဒါဆိုကျွန်တော်နောက်ထပ်တစ်ခုယူကြည့်အောင်နော် smart art ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာမျိုးစုံရှိ list ထဲမှာဆိုတော့ဘယ်လိုပြမလဲနော် list ထဲမှာရှိ process ထဲမှာဘယ်လိုပြကျွန်တော်ဒီကောင်လေးယူကြည့်လိုက်မယ် okay ဒါဆိုရင်ဒီ process ထဲမှာဟုတ်ပြီနော်ထပ်ပြီးတိုးသွားတယ်ဒီကောင်ကိုဒီမှာသူ့မှာကျတော့ S shape မပါတော့ဘူးဟုတ်တယ်နော် S shape မပါတော့ဘူးအဲ့တော့ sorry ဘယ်လိုဆက်သွားနေလိုက်ပြီလို့ sorry ပြန်ဖြတ်လိုက်ပြီကျွန်တော်အဲ့ဒါဆို redo ပြန်လုပ်လိုက်ပြီပေါ့နော်ဒါဆိုရင်တော့ဒီပုံစံလေးပေါ်လာပြီအဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့ကရတယ်ကိုက3ခုရှင်3ခု4ခုရှင်မှာတော့4ခုကိုကြိုက်တဲ့ design တွေပါလို့ရတယ်ယူလို့ရမဟုတ်ဘူးဒါမှမဟုတ်ထပ်ကိုတိုးချင်တာဒီ design ကိုပဲဟုတ်ပြီနော်အဲ့ဆိုလည်းကျွန်တော်တို့တိုးလို့ရတယ်ဒီကောင်ကိုဘာလို့လဲနည်းနည်းလေးကျင်းပေးလိုက်ဆိုရင်သူရဲ့ဒီဘက်တိုးယူလို့ရအောင်ကျွန်တော်ကလိုက်ပြီဒီတစ်ခုတည်းကိုပဲတိုးချင်တာဟုတ်နော်ဒီတစ်ခုတည်းကိုပဲတိုးချင်တယ်ဒါဒီမှာ right to left တွေပါတယ်ကျွန်တော်ဒီဟိုဘက်ဒီဘက်ချိန်တယ်နော်ဒီကောင်လေးကကြာဟုတ်ဒါဆိုဒီတစ်ခုတည်းကိုတိုးချင်ကျွန်တော်ကဘယ်လိုတိုးမလဲဒီမှာသူ့မှာတိုးဝင်ပြီးတော့ S shape ကိုမပေးတော့ဘူး S shape မပေးရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဒါလေးကို control C control V လုပ်လို့ရတာပဲဟုတ်တယ်နော် control C control V လုပ်လို့ရတယ်ဒီလိုလေးပဲဒါဆို test တွေကိုသူကတခါလဲယူပေးတော့ကိုဖြည့်စရာရှိတာတွေဘာလို့လဲဖြည့်လိုက်မယ်ပေါ့နော်
ကျွန်တော်ပြောတာသဘောပေါက်လားမသိဘူးဒါဆိုရင်သူကဒီမှာမြားကိုဆွဲပြီးတော့ဒါကျင်းတာချဲ့တာပေါ့နော်ကိုမျိုးစုံဘာလို့ကြည့်လို့ရလဲလုပ်ကြည့်လို့ရပါတယ်အဲ့တော့ဒီထဲတွေမှာကျွန်တော်တို့ကဒီ process ဖြစ်စဉ်နေဒါဆိုလည်းဒီပုံစံကျွန်တော်ချိန်လိုက်ဒါဆိုတိုးခြင်းနေဘယ်လိုတိုးမလို့ကျွန်တော်နော်ဒီမှာ၃ခုပြတယ်သူထဲမှာရှိတဲ့ဟာလေးပေါ့နော်ဒါဆိုသူကချဲ့လို့ရတဲ့ဟာကိုဒီမှာမြားလေးနဲ့ပြထားတယ်နော်ဒါစာရိုက်ဖို့ရအတွက်ကျွန်တော်တို့သွားလိုက်ပြီဟုတ်တယ်နော်ဒီမှာ S shape သူကဒီမှာကျ S shape ပေးတယ် after လားထပ်တိုးလို့ရတယ်သူက S shape ပေးတဲ့ဟာမှလည်းကျွန်တော်ဘာလို့ရထပ်ပြီးတော့တိုးလို့ရတယ်ပေါ့နော် S shape ပေးရင်တိုးလို့ရ S shape မပေးဆိုရင်တိုးလို့မရအောင်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီဟာလေးတွေကိုဒါဆိုကိုယ်စိတ်ကြဘာလို့ရသွားလဲလို့ရသွားပြီလို့ကျွန်တော်ကပြောချင်ပါတယ်ဒီဟာလေးတွေသုံးပြလို့ရတယ်ဒါလေးတော့နေရာကိုရွှေ့လဲရတယ်မရွှေ့ဘဲနဲ့စိတ်ကြိုက်ပြင်ပြီးသုံးမယ်ဆိုလဲသုံးလို့ရတယ်ပေါ့နော်ဒါဆိုရင် S shape ဆိုရင်သူက S shape ကဘာဖြစ်လာတိုးလာမှာဟုတ်တယ်နော်ဒါဆို S shape လို့ယူလိုက်တာနဲ့ကျွန်တော်တို့ဘာဖြစ်လဲတောက်လျှောက်ကိုထပ်ပြီးတော့တိုးနေမှာဖြစ်ပါတယ်ဒီကောင်မပိုင်တော့ယူလို့မရဘူးပေါ့နော်ဟုတ်ပြီဒါဆိုရင်အပေါ်အောက်ရွှေ့တာလေးတွေရတယ်ရွှေ့လို့ရတယ်ဒါကိုစိတ်ကြိုက်ဒီလိုလေးတွေရွှေ့လို့ရတယ်သူထဲမှာတော့ default 3ခုပဲပေးထားတာဖြစ်တဲ့အတွက်3ခုပဲရ design တွေပြောင်းကြည့်ရင်ဒီ design နဲ့ဒီပုံစံတွေပြောင်းလို့ရတယ်ပေါ့နော်ဒါကကျွန်တော်တို့ကကျွန်တော်ဒီ insert တွေကဒီဟာလေးတွေသုံးလို့ရတယ်ဆိုတာပြောတာပါအဲ့တော့ group တွဲပြီးသားဖြစ်တာပေါ့နော်အမှန်ကတော့ shape ထဲကနေကျွန်တော် flow chart ပုံစံဆွဲခြင်းနဲ့ဆိုရင်အများကြီးဆွဲလို့ရတယ်ဒီမှာအများကြီးပဲflow chart ပုံစံလေးတွေဆွဲလို့ရတယ်ဒီကောင်လေးတွေဆိုလည်းယူလိုက်လို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာယူလိုက်ပြီနော်ဒါဆိုဒီမှာဆိုသူက S shape ပါလဲဆိုရင် S shape ပါရင်ဘာလို့တိုးလို့ရတယ်ပြီးမှတိုးမှာလားဒီကောင်ရဲ့ပြီးမှလား before လား above လား below လားဒါဆိုအောက်မှာတိုးခြင်းတိုးလို့ရတယ်နော်သူကဒီမှာ shape တိုးတဲ့နေရာမှာခုနကကျွန်တော်ပြောတာရှုပ်နေသွားသလားလို့ကျွန်တော်ဒီဟာလေးထိုက်ပြောနော်ဒီ S shape မှာကျွန်တော်တို့တိုးလို့ရနိုင်တဲ့ဟာလေးသူဖော်ပြထားတယ်ဟိုဒီ text ပေါ့နော်ဒီဟာလေးကိုကျွန်တော် slam မှတ်လိုက်ပြီ slam မှတ်လိုက်ပြီးတော့ S shape မှာကျွန်တော်တို့က after ဟုတ်ပြီနော် above လား below လားသူ့ရဲ့အပေါ်မှာတိုးခြင်းနဲ့ဆိုရင်အပေါ်မှာတက်သွားမယ်ဒီ text လေးကအောက်ဆင်းအဲ့တော့ဒီမှာစာရိုက်လို့ရတယ်လေတန်းရိုက်လိုက်လို့ရတယ်ပေါ့နော်ဒါ text ကတဖော်ပြတယ်အဲ့တော့ဒီဟာလေးတွေဒီလို flow chart လေးတွေအစသူ့ထဲမှာတစ်ခါနဲ့ double ထဲယူတယ်ကိုယ့်ဟာကိုဆွဲလို့မရဘူးလားဆွဲလို့တော့ရတယ်ကိုယ့်ကိုဆွဲရင်ဒီပုံစံလေးတွေမှာကြားနေတယ်ဘာလို့ကြားမှာလဲဆိုကျွန်တော် shape ကနေယူဆွဲလို့ရတာဟုတ်ဒီပုံစံဆိုရင်ဟုတ်တယ်နော်ဒီပုံစံဆိုကျွန်တော်ခဏလေး shape ကနေဒီဘက်မှာရှင်းပြီးယူဆွဲပြမယ်ဒါဆိုရင်ကျွန်တော်တို့က၄000ကွက်လေးတွေယူလာ၄000ကွက်လေးတွေယူလာဖြစ်တဲ့အတွက်ဒီမှာ shape ထဲကနေဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ၄000လေးဒီလိုလိုက်ယူအောင်နော်၄000လေးလိုက်ယူမယ်ဒီမှာတစ်ခါဆွဲလိုက်ပြီနော်ဟုတ်ပြီနောက်တစ်ခါထပ်ယူတယ်ဆွဲတယ်နော်နောက်တစ်ခါထပ်ယူဆွဲပြီးကျွန်တော်ဒီမှာဒုတ်ချောင်းနဲ့ဒီမှာဘာလို့အောင်လဲဆိုရင်ကျွန်တော်တို့က sorry ဒုတ်ချောင်းနဲ့ဒီမှာဘာလို့ပြရအောင်ဆက်ရအောင်နော်ဒါဆိုဒီကောင်းကြီးကြာတယ်ပြီးရင်ဒါကြီးကိုဘာပြန်လုပ် group တွဲအောင်ဒီကောင်းလေးကို select ပြန်မှတ်နော် select ပြန်မှတ်ပြီးမှဘာလုပ်မလဲဆိုရင် group တွဲဒီမှာဒီကနေဘာလုပ် group တွဲဒါဆိုရင်ကျွန်တော်ဒီ shape ထဲကနေ shape 2ကနေဆွဲရအောင်ဒီလိုအဆင့်နေကြာဒီကောင်းကကြာတစ်ခါနဲ့တန်းပြီးတော့ဘာလုပ်လိုက်မှာဆိုရင်ယူလိုက်ရုံပဲကိုအဆင်ပြေနိုင်တဲ့ဟာလေးကိုသေချာရွေးကြည့်ရှယ်ပြီးတော့ယူလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်သူ့ရဲ့ဒါ flow chart ပုံစံလေးတွေပေါ့နော်ရတယ်နောက်တစ်ခါ pyramid ပုံဆွဲခြင်းနဲ့ pyramid ပုံလေးတွေဆွဲလို့ရတယ်picture ထည့်ခြင်းနဲ့ picture ထည့်ဖို့ရအတွက်တော့ဒီမှာဟုတ်ပြီနော်ဘယ်လိုပုံထည့်ခြင်းနဲ့ပုံလေးတွေကိုစီတာပြုတာအစဘယ်လိုပုံစံလေးထည့်မှာလားဒါဆိုရင်ဒီမှာပုံထည့်မယ်စာရေးမယ်ပေါ့နော်ပုံရဲ့အောက်ကကိုကြိုက်တဲ့ပုံစံလေးတွေကိုကျွန်တော်တို့ယူလို့ရတယ်ဟုတ်နော်ဒါဆိုရင်ဒီမှာ picture ယူဖို့တခါလဲ insert picture ကိုတော့တခါလဲရောက်သွားမှာဖြစ်တယ်နော်ဒါဆိုရင်ပုံယူလေးတွေယူလို့ရသွားပြီပေါ့ဒါဆိုရင်ကျွန်တော်ဒီမှာပုံလေးတွေထည့်ကြည့်လိုက်ဒီထဲမှာပဲထည့်ကြည့်လိုက်ဟုတ်ပြီနော်ဒါဆိုကျွန်တော်ဒီပုံလေးထည့်လိုက်ပြီ insert ဒါဆိုဘာပေါ့ဒါဆိုဒီမှာ text ရေးလို့ရဒီပုံလေးမှာ text ကို2မျိုးတောင်ပေါ်ပြလို့ရတယ်မပေါ်ပြဘူးရေးတယ်ကိစ္စမရှိဘူးဒီမှာလည်းကြည့်လိုက်သူကဒီ text နေရာမှာရေးလိုက်နော်ဘာမှမရေးမပေါ်ဘူးရေးတဲ့နေရာမှာပဲပေါ်မှာဥပမာဒါဆိုရင်ဒီကောင်ကျွန်တော်ရေးလိုက်တယ်ရေးလိုက်ပြီးရင်ကျွန်တော်ဒီမှာ preview ကြည့်လိုက်နော် preview ကြည့်လိုက် preview ကြည့်လိုက်ဒါဆိုသူကဒီမှာနော် text လေးတွေကအဲ့တော့ကိုထည့်ခြင်းထည့်မထည့်ခြင်းလည်းဘာလုပ်လိုက်ဖြတ်ပလိုက်လို့ရတယ်ဒါဆိုကျွန်တော်ဒီမှာဘာလုပ်လိုက်မလဲဖြတ်ပလိုက်နော်ဖြတ်ပလိုက် sorry ဟိုကြီးဖြတ်တယ်ဒါဆိုဒီ text လေးကိုဘာလုပ်လိုက်ဖြတ်ထားလိုက်ပြီးသွားပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာပုံလေးတွေထည့်တဲ့နေရာလေးတွေမှာတက်လို့ပေါ့အဲ့လိုမျိုးတွေသွားပြီးတော့ယူလို့ရတယ် smart app ထဲကနေယူလို့ရတယ်ဆိုတော့ကျွန်တော်ပြောပြခြင်းဖြစ်ပါဒါဆိုရင်ကျွန်တော်ဒီ insert ထဲမှာအသုံးပြုတဲ့ဒီဟာလေးတွေရဲ့အသုံးဝင်ပုံနဲ့ပြီးမယ်လို့ကျွန်တော်ထင်ပါပြီဒီလောက်ဆိုရင်လိုက်ပြီးအသုံးပြုလို့လည်းရမှာပါကိုသုံးပြုမဲ့ဟာအတွက်ရည်ရွယ်ပြီးတော့
ပိုအဆင်ပြေတဲ့ဟာလေးရွေးချယ်ပြီးတော့နိုင်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ